အနာဂတ်အတွက်ပြင်ဆင်မှုဖြစ် United ရဲ့ကစားသမားခေါ်ယူမှု Manchester United တင်ကအခုနေရာဒီအပြောင်းရွှေ့ဈေးကွက်အတွင်းအနာဂတ်အတွက်ဦးတည်တဲ့ပြင်ဆင်မှုတစ်ခုအဖြစ်ကိုလံဘီယာကွင်းလယ်လူငယ်ကျယ်ပွင့် Christian Oro ကိုခေါ်ယူလိုက်ပါသည်။ဒါဟာဒီနေရာဒီ United ရဲ့6ရောက်မြောက်ကစားသမားအဖြစ်တရားဝင်ခေါ်ယူမှုလည်းဖြစ်ပါသည်။အသက်16နှစ်ရွယ်ရှိပြီဖြစ်တဲ့အဆိုပါကိုလံဘီယာကျယ်ပွင့်လေးကအသက်16နှစ်ပြည့်ပြီးချိန်မှာပဲ Old Trafford ကိုစိန်ခေါ်မှုတစ်တွေရင်ဆိုင်မှုရောက်ရှိလာခဲ့တာဖြစ်ပြီးဒါဟာ United ရဲ့လူငယ်အလားအလာရှိသူတွေကိုကြိုတင်စုဆောင်းတဲ့ကစားသမားစုဆောင်းရေးမဟာဗျူဟာရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါသည်။ Manchester United တင်က Oracle ရဲ့အပြောင်းအရွှေ့ကိုတရားဝင်အပြီးသတ်နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပြီးအဆိုပါကွင်းလယ်လူငယ်လေးကကိုလံဘီယာကလပ် Fortaleza ကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလေးကမူအားဖြင့်သဘောတူညီမှုရရှိထားခဲ့တဲ့အဆိုပါပြောင်းရွှေ့ကစားသမားဖြစ်သူအသက်16နှစ်ပြည့်မြောက်ချိန်မှာမှတရားဝင်အကောင့်ထဲပေါ်လာခဲ့တာပါ။ United ရဲ့တရားဝင်ထုတ်ပြန်ချက်ထဲမှာတော့အသက်16နှစ်ရွယ်လူငယ်ကွင်းလယ်လူ Christian Oracle ကိုကိုလံဘီယာ Categoria Premier A ကလပ် Fortaleza CIF ကနေခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း Rojo FC Academy ထွက် Oracle ဟာပြီးခဲ့တဲ့ရာသီက Fortaleza Senior အသင်းမှာ9ပွဲပါဝင်ကစားပေးထားပြီးကိုလံဘီယာ U17 အသင်းမှာလည်းလက်ရွေးစင်ဖြစ်ရွေးချယ်ခံရသူဖြစ်ကြောင်းဖော်ပြထားပါတယ်။ Old Trafford ကိုရောက်ရှိလာပြီးတဲ့နောက် Oracle ကလည်းသူ့ရဲ့အနာဂတ်ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးယုံကြည်ချက်ရှိပြောကြားသွားခဲ့ပါတယ်။ Oracle ကသူ့မှာကြံ့ခိုင်မှုနဲ့နီးစနစ်ပိုင်းဆိုင်ရာအရေးအသွေးတွေရှိကြောင်းဖျားသခင်ပေးတဲ့ဒီပါရမီနဲ့ဆိုရင်အရာရာကသိပြီးတော့ခက်ခဲလိမ့်မယ်မဟုတ်ပေမဲ့အဓိကကတော့အသင်းနဲ့အမြန်ဆုံးအသားကျဖို့ပဲဖြစ်ကြောင်းသူဟာငယ်ရွယ်သေးတာကြောင့်အပြောင်းလဲတွေနဲ့လိုက်လျောညီတွေဖြစ်အောင်စ조사သွားရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်အင်္ဂလန်မှာအောင်မြင်ဖို့အတွက်ဘာသာစကားအတားအဆီးတွေကိုကျော်လွှားဖို့အရေးကြီးပုံကိုလည်းထည့်သွင်းပြောကြားခဲ့ပြီးအင်္ဂလိပ်စာကိုအမြန်ဆုံးသင်ယူသွားမှာဖြစ်ကအသင်းထဲမှာသူ့ရဲ့အစွမ်းကုန်စွမ်းဆောင်ရည်တွေကိုထုတ်ပြသွားနိုင်ဖို့အတွက်ရောက်လာမယ့်အခြေအနေတိုင်းကိုမြန်မြန်ဆန်ဆန်အသားကျအောင်ပြင်ဆင်သွားမယ်လို့ဆိုခဲ့ပါတယ်။နီးစနစ်ပိုင်းကတက်ကြွပြီးကွင်းလယ်ခန်းစစ်နေရာမှာအားကိုးရတဲ့ Oracle ကခန္ဓာကိုယ်ကြံ့ခိုင်ပြီးတော့ကောင်းမွန်တယ်လို့ဘောလုံးပေးပို့မှုအပိုင်းမှာလည်းထူးချွန်တဲ့ကစားသမားတူဖြစ်ပါတယ်။ FIFA U17 World Cup ပြိုင်ပွဲမှာနိုင်ငံအသင်းကိုအဓိကခေါင်းဆောင်ဖြစ်အသင်းခေါင်းဆောင်လက်ပတ်ဝစ်စင်ကဦးဆောင်ခဲ့သူဖြစ်တာကြောင့်လူငယ်ကစားသမားတူဖြစ်ပေမဲ့ခေါင်းဆောင်မှုအရေးအသွေးတွေကိုလည်းပြသထားပြီးဖြစ်ပါတယ်။သူ့ကိုခေါ်နိုင်ခဲ့ခြင်းက Ineos ရဲ့မဟာဗျူဟာအသစ်ရောက်ဈေးကွက်တန်ဖိုးတွေအစမတန်မြင့်တက်မသွားမီတောက်ပလာမဲ့ထိပ်တန်းလူငယ်အလားအလာတွေကိုစောစီးစွာရှာဖွေခေါ်ယူတဲ့အစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ Manchester United အသင်းကအဆိုပါလူငယ်ကျယ်ပွင့်ကိုစီနီယာအသင်းရဲ့ဖိအားများတဲ့ပွဲစဉ်တွေစီကိုတန်းပြီးတော့ကစားစေမှာမဟုတ်ပဲစနစ်တကျပြုစုပြောထောင်သွားဖို့စီစဉ်ထားပါတယ်။ကစားသမားတွေနဲ့အင်္ဂလိပ်ဘောလုံးလောကရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကစားဟန်ပုံစံဒေတာရင်းရင်ကျေးမှုနဲ့ဘာသာစကားတွေကိုအစဉ်ပြေပြေအသားကျသွားနိုင်ဖို့အတွက် United Academy ရဲ့စောင့်ရှောက်မှုအောက်မှာစတင်လေ့ကျင့်စေမှာဖြစ်ပါတယ်။ဒီအပြောင်းအရွှေ့ကြောင့် Oracle က Falcao နဲ့ Mati Omegia တို့ပြီး Manchester United မှာကစားခွင့်ရတဲ့တတိယမြောက်ကိုလံဘီယာကစားသမားဖြစ်လာခဲ့ပါတယ်။2014-15 ရာသီက Falcao ရဲ့အငှားခရီးစဉ်ကဒဏ်ရာပြဿနာတွေကြောင့်အဆင်မပြေခဲ့ပေမဲ့ Oracle ရဲ့ရောက်ရှိလာမှုကတော့ Old Trafford မှာကိုလံဘီယာကစားသမားတွေအတွက်စာမျက်နှာအသစ်တစ်ခုဖြစ်လာစေမှာပါ။အခုခေါ်ယူမှုက United အသင်းအနေနဲ့ပထမအသင်းကြီးကိုတင်မဟုတ်ပဲအနာဂတ်အရန်အင်အားကိုပါတောင်အမေရိကနိုင်ငံတွေအထိကွန်ရက်ဖြန့်ပြီးရှာဖွေရင်းနှီးမြှုပ်နှံနေတယ်ဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ကစားသမားတယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့နီးစနစ်ပိုင်းအခြေခံကောင်းတွေကိုပေါင်းစပ်ထားတဲ့ Oracle ရဲ့အပြောင်းအရွှေ့က United အတွက်ရေတိုအောင်မြင်မှုထက်ရေရှည်အတွက်ပညာသားပပရင်းနှီးမြှုပ်နှံလိုက်တဲ့မဟာဗျူဟာမြောက်ခြေလှမ်းတစ်ခုဖြစ်ပြီးမကြာမီနှစ်တွေအတွင်းမှာ United ရဲ့ကွင်းလယ်မှာအရေးပါတဲ့ကစားသမားတို့ဖြစ်မြင်တွေ့လာရမလားဆိုတာဆက်လက်ရင်ခုန်သွားရတော့မှာပါ။